နိုင်ငံကျော်ကလေးတယောက်ဆောင်ဖြစ်ခဲ့ပေမဲ့လည်းပရိုက်တာစိတ်တဲ့နဲ့လူတွေကိုကိုညီနေတဲ့ကလေးတယောက်ဆောင်တော့ဦးပရိုက်တာစိတ်တဲ့ဆိုတာလူတိုင်းမမွေးနိုင်တဲ့ရှားဖြစ်ပါတယ်။တစ်ချိန်ကကလေးတယောက်ဆောင်နေဖြစ်ခဲ့ကြသလိုယခုချိန်မှာလည်းကိုပိုင်စီဝါရေးအသီးသီးလုပ်နေကြပေမဲ့အမှုပညာသမားလုပ်တဲ့ရန်ပုံငွေအလူကိစ္စမှာပါဝင်ခဲ့ကြပြီးငလင်ဘေးပြည်သူတွေအတွက်ကိုအားနဲ့ပရိုက်တာလုပ်ပြီးတော့ကိုညီခဲ့ကြတဲ့ကလေးတယောက်ဆောင်၃ယောက်ကိုဖော်ပြပေးမှာပဲဖြစ်ပါတယ်။နံပါတ်1 EC ကွေအသက်3နှစ်ကလေးကကနဝင်ရုပ်ရှင်ပေါင်းများစွာနဲ့ထိတန်းလူပညာရှိကြီးတွေရဲ့လက်ပေါ်မှာတရုတ်ဆောင်လှုပ်ရင်ကြီးပြင်းခဲ့ရတဲ့ EC ကွေဟာအခုချိန်မှာလူငယ်တယောက်ဖြစ်နေပြီပဲဖြစ်ပါတယ်။ရခင်ကလောက်လူပညာလုပ်တွေမလုပ်တော့ပေမဲ့လေသူ့ရဲ့ကိုယ်ပိုင်စီးပွားရေးချို့နဲ့ကျွညာရီသာရှိတ်ကူးနေတာပဲဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ EC ကွေဟာအလုပ်တွေအကုန်လုံးကိုပြစ်ပြီးတော့ငလင်အတွက်ပရိုက်တာတွေမှာပါဝင်ကူညီနေရပဲဖြစ်ပါတယ်။ငလင်ဘေးတွေခန်းဝေးစီမှာငွေသားတွေလူတန်းခဲ့တယ်လို့လူကိုယ်တိုင်လည်းလှုပ်အားနဲ့ကူညီနေတာပဲဖြစ်ပါတယ်။ကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်းပါဝင်မှုတွေပြုလုပ်ခဲ့ပြီးတော့အစားအသောက်တွေလူတန်းမှုလေးကူညီနေကြတာဖြစ်ပါတယ်။နံပါတ်2 Heavy ဖြူ AC ခွေတက်တာမှလူကြိုက်များတဲ့ကလေးတယောက်ဆောင်တယောက်ဖြစ်တဲ့ Heavy ဖြူဟာပြည်သူကြိုက်တယောက်ဆောင်တယောက်ပါ။တာမဲတယောက်ဆောင်တွေထပ်ပို့ပြီးတော့တဘာဝကြတဲ့တယောက်ဆောင်ဆိုင်ရည်တွေကြောင့်ရုပ်ရှင်ကြိုက်ချစ်သူတွေရဲ့အသိနှလုံးကိုသိမ့်ပိုက်နိုင်ခဲ့သူပဲဖြစ်ပါတယ်။အခုချိန်မှာတော့အနုပညာလောကမှာလှုပ်ရှားမှုတွေလုံးဝနေသွားပြီးကိုပိုင်စီးပွားရေးကိုသာလုပ်ကိုင်နေကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ပရိုက်တာစိတ်တဲ့ပြင်းနေမြေပြင်မှာကိုယ်တိုင်ဝင်ရောက်ကူညီနေသူပဲဖြစ်ပါတယ်။ Heavy ဖြူဟာသူ့ရဲ့ကိုယ်ပိုင်ဝင်ငွေတွေကတချို့တစ်ဝက်ကိုလည်းငလင်ဘေးတွေထိထိရောက်ရောက်ကူညီပေးတာပဲဖြစ်ပါတယ်။ဒါပြင်ငလင်လူရာဟာဗန်းပြလုပ်ဖို့မဟုတ်ဘဲနဲ့မရှိစင်းရဲသားတွေကိုအမှန်တကယ်ထိရောက်အောင်စ조사ပေးနေသူဖြစ်တာကြောင့်အင်တာဗျူးတွေနဲ့ကင်မရာတွေကိုရှောင်တာဖြစ်တယ်လို့ဆိုလာသူဖြစ်ပါတယ်။နံပါတ်3ခန့်ကျော်အရေးချင်းရှိပြီးတော့ကိုယ့်ဘဝကိုရုန်းကန်နေတဲ့တချင်ကကလေးတယောက်ဆောင်ခန့်ကျော်ဟာလည်းပရိုက်တာစိတ်တဲ့ပြည့်ရှိသူပဲဖြစ်ပါတယ်။ခန့်ကျော်ဟာကလေးတယောက်ဆောင်နေကြမှာနာမည်ကလူတွေမသိကြပေမဲ့ရုပ်ရည်ရတော့လူတိုင်းရှင်းနေကြတဲ့တယောက်ဆောင်ပဲဖြစ်ပါတယ်။ခန့်ကျော်ဟာတယောက်ဆောင်လောကကိုပြန်လာဖို့ရည်ချင်းများစွာရှိပေမဲ့တောက်တင်းနဲ့နောက်ခံအင်အားမရှိတဲ့အတွက်ကြောင့်နေရာမရခဲ့ပါဘူး။အဖွားဖြစ်သူကလည်းတစင်ကကနဝေမင်းသမီးကြီးဖြစ်ပေမဲ့အခုချိန်မှာတော့မျက်နှာမွေးဘဝကိုရောက်ရှိနေပြီဖြစ်ပါတယ်။ကိုယ်တိုင်ကရုပ်ကန်နေရတဲ့ဘဝဖြစ်ပေမဲ့လည်းယခုလိုငလင်ဘေးနဲ့ကြုံတဲ့အချိန်မှာနေမနာညာမနာကဲဆယ်ရေးတွေမှာပါဝင်ပြီးတော့အလုံငွေကောက်ခံမှုတွေပြုလုပ်နေတာပဲဖြစ်ပါတယ်။ကိုပိုင်စီးပွားရေးနဲ့လုပ်တွေကိုတောင်ပြစ်ပြီးတော့အခြားနုပညာရှင်တွေတဲ့လူသားဆန်ကလိုအပ်နေတဲ့ငလင်ဘေးတင်ပြည်သူတွေအတွက်ကာယနဲ့ကူညီပေးနေတဲ့တစ်ချိန်ကကလေးတယောက်ဆောင်၃ယောက်ကိုယနေ့ဗီဒီယိုမှာဖော်ပြခဲ့တာပဲဖြစ်ပါတယ်။နောက်တစ်ချိန်မှာမြန်မာပြည်ရဲ့ထိပ်တန်းမင်းသားတွေဖြစ်လာနိုင်တဲ့ပြင်စာနာစိတ်ပြေးဝရှိကြတဲ့သူတို့ရဲ့လုပ်ရည်နဲ့ပတ်သက်ပြီးပြည်သက်ကြီးတို့ရဲ့အမြင်လေးကိုလည်းကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။အာဘီနာစင်ခဲ့ကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်ဒီနုပညာရှင်တွေရဲ့သတင်းတွေတူပြန်လာခဲ့ပါအောင်မယ်ရှင်။ပြည်သက်တယောက်ချင်းစီတိုင်းလည်းကိုယ်စိတ်နှလုံးရှင်လဲကျမ်းမိပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပြစေနော်။နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ကြရ